အခုကတေးရှင်ဖြစ်နေရနော်ငါသွားမရမယ်အဲ့ငါမသိချင်ဘူးသွားလို့ရှင်တော့နင်နဲ့ငါနဲ့ပြက်ပြီတိုင်းဟောဒီနေ့တနေ့ကောင်ဘယ်သွားချင်လဲဘာလုပ်ချင်လဲဘာစားချင်လဲကြိုက်တာပြောကိုအားတယ်အကုန်ဖြည့်ဆည်းပေးမယ် ကိုတကယ်ပြောရလား တကယ်ပေါ့အဲ့ဆိုရင်ကန်တော်ကြီးသားကြမယ်ကန်တော်ကြီးတိတ်ရတာပေါ့တဲ့ဘာတူလဲဟောတကယ်ချင်းခဏလေးဟယ်လိုဘာရအေးဟုတ်ပြီငါခုလာခဲ့မယ်အေးကိုသွားမရတော့မှာ ဘာလဲကိုတကယ်ချင်းတေးရှင်ဖြစ်နေပြီကိုခုသွားမရမယ်ကိုပဲပြောတော့တဲ့ကိုဒီနေ့တနေ့ကောင်ချိန်ပေးမှာဆိုတဲကိုချိန်ပြီးတာနောက်ရက်တွေကိုအများကြီးပေးလို့ရတယ်အခုကတေးရှင်ဖြစ်နေရနော်ငါသွားမရမယ်အဲ့ငါမသိချင်ဘူးသွားလို့ရှင်တော့နင်နဲ့ငါနဲ့ပြက်ပြီနင်ကနည်းနည်းလေးမှနားလည်မှုမရှိတဲ့မိန်းမပဲကငါဘွားစိုးစိုးချင်းနေရောက်ခဲ့တော့ငါဘေးမှာရှိနေကောင်အခုဒုက္ခရောက်တဲ့ချိန်မှာငါပြန်မကူညီနိုင်ဘူးဆိုတော့ငါဘာကောင်ဖြစ်သွားမလဲဒီစဉ်းစားကြည့်လေတဲ့တောင်းမှမှာရယ်ကိုရယ်တဲမသိလို့ပါကိုလည်းကယူဆိုင်သွားလေတဲလည်းကိုယ့်ဘက်ကိုအိမ်ပြန်လိုက်တော့မယ်ကျေးဇူးတင်ပါတယ်ကိုသွားတော့မယ်တိုင်းဟာKTV ကြောင်ငါဖုန်းဆက်လိုက်တယ်ချိန်ခိုင်ပဲမလားချိန်ခိုင်ပဲတိုင်းမင်း1မိနစ်တာနောက်ကြောက်သွားလို့ကလေငါကန်တော်ကြီးရောက်သွားပြီဟာလုံးဝကျေးဇူးတင်တယ်ကွာငါလည်းမင်းစောက်ရမ်းလေးလာတယ်မင်းရိုက်တဲ့ကွက်ပိုင်ဟိုက်တော့ကွာပိုင်ရမယ်လေကွာငါပဲလေဟဲ့အောင်ဒါနဲ့ကြည်ပြာတို့အတိရောက်နေတယ်ကြည်ပြဒါပေမဲ့လေးနဲ့တင်ရေကိုဆွဲဆောင်နေပြီရောက်တုတ်လိုက်တော့မယ်တုံးမယ်လေမပြန်ကြီးတော့ဒီကိုတညာလုံးလုံးဝအားသွားပြီကွာဒီလိုပြောဘူးကငါဘယ်တော့ပြန်ဘူးလို့လဲဟာအဲ့ဒီခွနဲ့တင်လုံးဝကြိုက်သွားပြီကွာတိုက်တုတ်မယ်ကွာကြားတယ်ကွာ